ဒုတိယလူဆိုတဲ့ဂုံပွဲကိုဆက်လက်ခံယူနေစေအာဆင်နယ်အသင်းဟာကာရာဘောင်းဖိုင်နယ်မှာမန်စီးတီးအသင်းကို2-0ဆိုတဲ့ရလဒ်နဲ့ရှုံးနေပြီးဖလားလေးလုံးအမဲမခွင်ရပ်တန့်သွားပါပြီဒီနေ့ဟာအာဆင်နယ်ရဲ့ prime time ဆိုပေမဲ့ဖိုင်နယ်ကုန်းအစင်လာကတော့အခုထိမပြောက်သေးပါဘူးအာဆင်နယ်အသင်းဟာကာရာဘောင်းဖိုင်နယ်တစ်ချောင်းမှာလေ6ချိန်အထိဖိုင်နယ်တက်ခဲ့ရာ2ချိန်တာဖလားရခဲ့ပြီး9ချိန်အထိဒုတိယဆိုတဲ့ပွဲကိုအများဆုံးရယူထားတဲ့အသင်းလေးဖြစ်ပါတယ်။ကာရာဘောင်ဖလားမှာဒုတိယဆိုပေမဲ့ဖလား3လုံးလမ်းကြောင်းမှာရှိနေသေးတဲ့အတွက်အခြေအနေအများကြီးကောင်းနေပါသေးတယ်။3နှစ်ဆက်ဒုတိယလူဖြစ်ခဲ့တဲ့ပရီးမီးယားလိမှာလည်းဒီနှစ်မှာအဆင့်လာတွေအများကြီးကောင်းနေပါတယ်။ချန်ပီယံလိမှာလည်းဆီမီဖိုင်နယ်အထိလမ်းကြောင်းကအခြေအနေကောင်းနေပါတယ်။ FA ဖလားမှာလည်းဖိုင်နယ်အထိအခြေအနေကောင်းနေရှိနေသေးတဲ့အတွက်အာဆင်နယ်ဖန်တွေအတွက်အများကြီးမျှော်လင့်ချက်ရှိနေပါသေးတယ်။အာတီတာဥဆောင်တဲ့အာဆင်နယ်အသင်းကတော့ဒီနှစ်မှာကာရာဘောင်အချွေမတောက်ရပေမဲ့နောက်တဲ့ဖလား3လုံးမှာဘယ်နှလုံးယူသွားမလဲဆိုတာကွန်မန့်လေးမှာမှန်းခဲ့ပေးပါဦးနော်အားလုံးကိုအဆုံးထိကြည့်ပြရတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာဒါနဲ့ Football Lover Channel လေးကိုလည်း Subscribe and Follow လုပ်ထားဖို့မမေ့ပါနဲ့နော်